ကျွန်တော်တို့ကတိုင်းပြည်မှာစာနာမှုတရားမရှိတဲ့လူတွေနဲ့နှစ်ပေါင်းများစွာနေခဲ့ရတော့ကိုရီးယားစိတ်တွေကလည်းအဲ့စာနာမှုတရားပြတ်သွားတယ်နေခင်းကကျွန်တော်အတွေ့အကြုံလေးကိုဒီမှာကျွန်တော်ပြန်ပြောချင်ပါတယ်ပြိတ္တတွေကလည်းအများများတယ်အဲ့တော့အဲ့ဒါကျွန်တော်တို့ကြည့်လိုက်ရင်ကျွန်တော်တို့ရွာတရွာလူကြီးမို့ကျွန်တော်တို့မြို့တစ်မြို့ဒါမှမဟုတ်ကျွန်တော်တို့ရဲ့တိုင်းတိုင်းပြည်နယ်တစ်ခုနိုင်ငံတစ်ခုအဲ့လိုတစ်စက်ကြီးစီကျွန်တော်တို့ကြည့်လိုက်ရင်ဒီပြဿနာလက်တလုံးရင်ဆိုင်ရတဲ့ပြဿနာပါအဲ့ဒါဘာလဲလို့ဆိုတော့ကျွန်တော်နေခင်းကစာကြည့်လိုက်မှာစာရေးဆရာ၄ယောက်နဲ့စာကြည့်တဲ့ကရွာကလူငယ်များနဲ့ကျွန်တော်တို့စကားပြောရပါတယ်စကားပြောရတဲ့အခါမှာဆရာ OPJ ကနေပြီးတော့တာဝန်ယူပြီးတော့ကြိုက်မေးချင်တာမေးဒီဆရာတွေကတော့ဒီမှာရောက်နေတော့ဖြေပေးမယ်အဲ့ဒီအခါမှာမေးချင်တာမေးလို့မေးခိုင်းလိုက်တဲ့အချိန်မှာမေးဖို့အတွက်စွန့်အားနေကြတယ်မေးဖို့အတွက်နှောက်နှင်းနေကြတယ်ဘာမေးရမလဲလို့ဝေဝါးနေကြတယ်အဲ့တော့ကျွန်တော်အခုမိဘပြည်သူများရဲ့ရှေ့မှာကျွန်တော်တခုပြောချင်ပါတယ်ကျွန်တော်တို့ဗမာဓလေ့ကိုကဒီလိုဟောပြောပွဲကြီးတွေပြောတဲ့အခါမှာကျွန်တော်တို့အခုစင်မောကနေပြောနေတယ်ဒီကပြိတ္တကြီးတွေကနားထောင်နေတယ်ကျွန်တော်ပြောတာနဲ့သဘောတူမှမသိမတူမှမသိကြိုက်မှမသိမကြိုက်မှမသိတိုက်ဆိုင်မှမသိမတိုက်ဆိုင်မှမသိနားထောင်နေရကျွန်တော်တို့တိုင်းပြည်မှာအဲ့ဒါလို့လူတစ်ယောက်တည်းကပြောတာကိုကြိုက်ကြိုက်မကြိုက်ကြိုက်ထိုင်နားထောင်ခဲ့တာနှစ်50ကျော်သွားပြီအဲ့တော့ကျွန်တော်တို့အဲ့ဒီဓလေ့ကြီးကိုထိုမာရွာနှစ်100ပြည့်စပြီးတော့ကျွန်တော်ပြင်ရအောင်ကြိုက်ကြိုက်မကြိုက်ကြိုက်နားထောင်နေရမယ်အစားကျွန်တော်တို့မကြိုက်ဘူးဆိုရင်ပြန်ညင်းမယ်သဘောထားမတူရင်ပြန်ဆွေးနွေးမယ်ရန်ဖြစ်တာမဟုတ်ပါဘူးကျွန်တော်ညင်းခွင့်ရှိတယ်ကျွန်တော်ပြန်ဆွေးနွေးခွင့်ရှိတယ်မေးခွင့်ရှိတယ်အဲ့ဒီလိုလုံးဝကျွန်တော်တို့ဓလေ့တစ်ခုပြန်ပြီးကျွန်တော်တို့ထူထောင်မိရကြပါမယ်မဟုတ်ရင်ကျွန်တော်ဘယ်လိုဖြစ်လာမလဲလို့ဆိုတော့အဲ့လိုမေးခွန်းမမေးဘဲနဲ့နေတာကြာလာရင်မေးခွန်းမမေးတတ်တော့မေးခွန်းမမေးတတ်တဲ့အခါကျတော့အဲ့ဒီလိုမမေးတတ်တဲ့လူတွေများလာတော့လွတ်တော်ထဲမှာသွားအိတ်နေကြအောင်မမေးတော့ဘူးလွတ်တော်ထဲရောက်ပြီးအဲ့ဒါမမေးတော့ဘဲနဲ့အိတ်နေတော့တာအဲ့တော့ကျွန်တော်တို့ကမေးတတ်အောင်အလေးကျင့်လုပ်စေချင်ပါတယ်ကျွန်တော်တို့မေးလို့ရတယ်ဆွေးနွေးလို့ရတယ်နောက်များမှာလဲကျွန်တော်တို့ဒီလိုမျိုးဝဲတွေလုပ်တဲ့အခါမှာကျွန်တော်တို့အခုလိုပေါ့စင်ပေါ်မှာစာရေးဆရာတွေဖိတ်တယ်ဆိုလို့ရှိရင်လည်းဖိတ်ပေါ့ခေါင်းစဉ်တစ်ခုရွာကနေပြီးတော့တက်ပေးလိုက်ပေါ့ဒီကနေ့လူငယ်တွေနဲ့တိုက်ပြည်ရဲ့အနာဂတ်ဘာညာပေါ့လေအဲ့ဒါလိုတက်လိုက်တဲ့အခါမှာစင်ပေါ်မှာရှိတဲ့လူတွေကလည်းဆွေးနွေးကြမယ်အဲ့ဒါလိုဆွေးနွေးကြပြီးတဲ့အခါမှာပြိတ္တကလည်းပြန်ပြီးတော့မိခုနေမေးမယ်ကိုယ့်ရဲ့အယူဆတွေကိုလည်းတင်ပြမယ်အပြန်အလှန်လည်းပြောကြမယ်ဒီလိုဆိုရင်ကျွန်တော်တို့ဒီဒလေးတစ်ခုကအင်မတန်မှလှပတဲ့ဒလေးတစ်ခုဖြစ်လာပါလိမ့်မယ်ကျွန်တော်တို့ရဲ့ဒီဒေသကနေနှစ်100ပြည့်ကနေမှတ်ရကျွန်တော်တို့စလိုက်ကြရင်ကောင်းမယ်လို့ကျွန်တော်ထင်ပါတယ်ဟုတ်ပါပြီကောင်းတယ်ကျေးဇူးတင်ပါတယ်ဟုတ်ပြီဗျအဲ့တော့အဲ့ဒီလိုကျွန်တော်တို့ဟိုအခုဆိုရင်သူတယောက်တည်းထောက်ခံနေတယ်ဟုတ်လားအလုံးကြားတဲ့အတိုင်းပဲအဲ့တော့ကျွန်တော်တို့အဲ့လိုမျိုးလုပ်မယ်ဆိုရင်မိကုံးမေးတဲ့အခါမှာကျွန်တော်တို့မိကုံးမေးတဲ့ဒလိပေါ့ဒီဘက်မှာသုံးကားနေနေတာကျွန်တော်တခုတော့ပြောကြည့်ချင်ပါတယ်ကျွန်တော်ခုနကတော့လည်းကလေးမှပြောတယ်ဒီနေ့ကလည်းကျွန်တော်ကလေးဝမှာပြောတယ်အဲ့တော့မိကုံးမေးကြအောင်အဲ့မိကုံးမေးတဲ့ဒလိလေးကိုထူထောင်ကြရအောင်လို့ပြောတော့အခုဒီကအကူကြီးကတော့អော်ပြီးတော့ဟုတ်ပါတယ်ပေါ့သူကဒါသူ့ရဲ့ထောက်ခံချက်ပေါ့ဒါပေမဲ့ဟိုစိတ်ဖြူမှာကျွန်တော်ပြောတော့အဲ့လိုမဟုတ်ဘူးကြဟိုဘက်ဒေါင်းနာနေပြီးတော့အဲ့လိုတယောက်ကဘာသူဘာလုပ်နေတာလဲကျွန်တော်ကပြနေတာလားသူနတ်များဝင်နေတာလားဒါမှမဟုတ်သူဓာတ်ခုတ်ဖို့များပြောနေတာလားသူဘာပြောနေမှကျွန်တော်မသိဘူးအဲ့တော့မိကုန်းနေမေးတဲ့အခါမှာကျွန်တော်တို့ဖြစ်စေချင်ပါတယ်မိကုန်းမေးတော့ရှင်းရှင်းလင်းလင်းမေးလို့ရပါတယ်ဒါမှရှင်းရှင်းလင်းလင်းဖြေလို့ရပါတယ်အမူအရာတွေနဲ့ဆိုကျွန်တော်တို့ကမေးတော့ဘယ်နဲ့ဖြေရမှာမသိဘူးအဲ့တော့ဟိုကျွန်တော်ပုံပြင်တစ်ခုသွားပြီးသတိရတယ်အဲ့ဒီပုံပြင်တစ်ခုကဘာလဲလို့ဆိုတော့ထားပါတော့ဗျာပုံပြင်ဆိုတော့ကျွန်တော်တို့ဘယင်စီကပဲစရမှာပေါ့လေအဲ့ဒီပုံပြင်မှာဘယင်တစ်ပါးရှိတယ်အဲ့ဘယင်ကသူ့မျိုးမှာပညာရှိတယ်ဆိုတဲ့အမကိုခေါ်လိုက်တယ်ကဲပညာရှိမှခင်ဗျာခဏလားโอเคလာပြီရောက်လဲရောက်လာဟောပညာရှိမှကိုသူကပြောတယ်ခင်ဗျာပညာတကယ်ရှိလား
အာမကရှိတာဟောရှိလို့ကျုပ်ကိုပညာရှိလို့ခေါ်တာဟုတ်ပြီဘယင်ကစားအဲ့တော့ခင်ဗျားကိုကျွန်တော်မေးခွန်း၃ခုမေးမယ်မေးတဲ့မေးခွန်း၃ခုကိုဖြေနိုင်ရင်ကျုပ်ရဲ့ထီးနှန်းကလွယ်ပြီးကြိုက်တာတောင်းအကုန်ပေးမယ်ကဲစပါပြီနော်သူထီးနှန်းကလွယ်ပြီးကြိုက်တာတောင်းလို့ပြောတာဘယင်များထီးနှန်းကြတော့မပေးချင်ဘူးတော့မေးချင်တာမေးဖြေပေးမယ်ထီးနှန်းကလွယ်ပြီးကြိုက်တာတောင်းဟုတ်ပြီအဲ့တော့ထီးနှန်းကလွယ်ပြီးကြိုက်တာတောင်းပေးမယ်โอเคပေးပြီဟုတ်ပြီအဲ့တော့အဲ့ဒီမေးခွန်းကိုမေးလို့မှမဖြေနိုင်ဘူးဆိုရင်ဘာလုပ်ရမလဲမဖြေနိုင်ဘူးဆိုရင်အဲ့ဒီပညာရှိကကျွန်တော်ပညာရှိမဟုတ်ပါဘူးလို့ပါဇက်ကអော်ရမယ်ပြီးရင်မြို့ပြင်ကိုဒုံနဲ့ရိုက်ပြီးထုတ်သွားမယ်ဟာတော့ဒါအချက်ခွဲတဲ့ကိစ္စဟုတ်ပြီဒါပေမဲ့ပညာရှိရတယ်သူကပညာရှိတယ်လေရတယ်ဘယင်စိန်ခေါ်တာကိုလက်ခံတယ်မေးချင်တာမေးတုတ်လည်းဖြေမယ်ဟုတ်ပြီဒါပေမဲ့အဲ့ဒီမေးခွန်းကိုမေးတဲ့အခါမှာစာရွက်နဲ့ရေးပြီးမမေးဘူးပါဇက်ကလည်းပြောပြီးမမေးဘူးဟာပါဇက်ကလည်းမပြောဘူးဗျာစာရွက်နဲ့လည်းရေးမမေးဘူးဗျာဘာတော့မေးမလဲဘယ်လိုမေးမလဲဆိုဘာနဲ့မေးလဲအမူအရာနဲ့မေးတော့အမူအရာနဲ့ပြန်ဖြေရမှာပေါ့အဲ့တော့အမူအရာနဲ့မေးတော့ဘာမေးမှမသိဘူးမတိကြအမူအရာနဲ့ပဲပြန်ဖြေရမယ်ဆိုတော့ဖြေတဲ့ဖြေရတယ်ဘာဖြေမှမသိဘူးမတိကြဘူးဟာသွားပြီပညာရှိမှအဲ့မှာခေါင်းခဲတာငါတော့အချက်ပွဲပြီဘယင်ကတော့ညစ်ပြီသူကလည်းဘယင်မာလို့ဆိုမှညစ်မယ်ဆိုတော့ तू မသိဘူးလားမသိသူစိတ်တယ်ဒါ तू စဉ်းစားတယ်ဒါဆိုရင်တော့ဘယင်ခဏနေအောင်ကျွန်တော်စဉ်းစားအောင်မယ်ထွက်ချသွားညစ်စိတ်မှာသွားထိုင်ဒုက္ခပဲဘယင်ကတော့ငါ့ကိုညစ်ပြီပညာရှိအမှအချက်ပွဲအောင်လုပ်တာ तू အမူအရာနဲ့မေးတော့ကိုကအမူအရာနဲ့ပြန်ဖြေတော့မမှန်ဘူးလို့ပြောရင်ဒုက္ခတော့ရောက်အောင်မယ်ကဲကောင်းပြီဘယ်လိုလုပ်ရင်ကောင်းမလဲမထူးတော့ပါဘူးပညာရှိမှသိခါတော့အကြမခံဘူးရေထဲဆင်းပြီးသေးတာမှကောင်းမယ်โอเคအဲ့မြင့်စိတ်မှာရေထဲကိုဆင်းရင်တော့သူ့ကိုယ်သူသိမယ်လို့ရေထဲဆင်းတော့အဲ့ချိန်မှာတိုးကြောင်းသားလေးပြောက်လာရောက်လာပညာရှိမှဘာဖြစ်လဲဘာဖြစ်မှာငါတို့ပဲပြင်နဲ့ပြဿနာတက်လာတော့ကိုယ့်ကိုယ်တတ်သိတော့မယ်ရေထဲဆင်းတာဟာခင်ဗျာလူအသက်တစ်ချောင်းညခဲလိုက်တာဘာဖြစ်လို့များကိုယ့်ကိုယ်တတ်သိရမှာလဲဟာအဆက်ကွဲတော့မှာအဆက်ကွဲမဲ့တူတော့အသက်ပဲသင်ခံလိုက်တော့မယ်ဟာမတော့တုံးတဲ့လူပဲဘယင်တော်မှလက်တွေခြေတွေမြောက်မေးနေတာမင်းကိုလည်းလက်တွေခြေတွေမြောက်ပြီးဖြေးနေတာဖြေးလိုက်ပေါ့အရမလားမင်းကတိုးကြောင်းတာငါပညာရှိမှပါဆိုမှပညာရှိမှကပညာနဲ့ဖြေရမှာမင်းတို့တိုးကြောင်းတာလို့ထင်ရလျှောက်ပြောလို့ငါအဆက်ကွဲပါပေါ့ငါ့ကိုမြို့ပြင်ထုတ်မယ်ပညာရှိမဟုတ်ဘူးလို့မောင်းထုတ်ခံရမယ်ဘယ်လိုလုပ်မလဲပညာရှိမှတဲ့ခင်ဗျားတို့ပညာရှိတွေကြောင်းမို့ကြောင်းတယ်လွယ်လေးဟာဒီမြို့မှာမလှုပ်ရှားရနောက်မြို့လက်လှုပ်ရှားရတာပဲဟာအဲ့ကြတော့မှပညာရှိမှကအလင်းပွင့်သွားဟုတ်တာပဲဒီကလေးပြောတာမှန်တယ်အဲ့တော့ဘယင်စီပြန်သွားမယ်ဟုတ်ပြီကဲလားမင်းအဲ့ကလေးလိုက်ခဲ့ခေါ်ချသွားဘယင်ရှိရောက်တော့ဘယင်ကြီးမေးတဲ့မေးခွန်းတွေကဒီလိုတွေမေးမှာဆိုတော့သနာတယ်ဘယင်မေးခွန်းတော့ကျွန်တော်မဖြေတော့ဘူးကျွန်တော်တပည့်တွေကအငယ်ဆုံးတပည့်လေးဖြေလိုက်မယ်ကျုပ်တို့ဖြေစရာမလိုတော့ရင်းအေးဆေးပဲလက်ပိုက်ပြီးကြည့်နေမယ်ရတယ်ဘယင်ကအဲ့ဒါဆိုရင်ဒီကလေးလေးဖြေနိုင်ရင်လေကျုပ်တို့ကစုမွေပြီးမယ်မဖြေနိုင်ရင်လည်းဆရာတပည့်2ယောက်လုံးကြောတရားရင်တရားရိုက်ပြီးပညာရှိမဟုတ်ပါဘူးလို့မြို့ပြည်မောင်းထုတ်ခံရတယ်ချလူရလည်းအဲ့လိုပေါ့အများကြီးဘယင်ရလည်းရှိဘယင်ရှိတဲ့မှာသူကြောင်းသားကဲမေးပြီဘယင်ကပထမဆုံးမေးကုန်ကုံစင်ကိုကြည့်ဘယင်လက်ထောက်မယ်သူကြောင်းသားကြည့်ပြီးတော့ဘယင်စဉ်းစားမှန်တယ်ပညာရှိမှကတောင်ကြည့်လိုက်မြောက်ကြည့်တယ်ဟောဘာမေးပြီးဟောဘာဖြေလို့ဘာမှန်သွားတာမှန်လည်းမသိဘူးဘယင်ကပြောတယ်โอเคဒုတိယမေးကုန်မေးပါဘယင်လက်ထောက်လိုက်ပြန်တော့သူကြောင်းသားလေးကကြည့်မှန်သွားပြန်ပြီဟုတ်ဗျာမေးကုန်နှစ်ကုန်ပညာရှိမှကတော်တော်ကောင်းစားနေပြီဟောဘာတွေမေးဟောဘာတွေမှန်နေမှလည်းမသိဘူးသူတော့ဘာမှမသိဘူးနောက်တစ်ခါလဲကြာရောအဲ့ဘယင်ကတဲ့ကြည့်ပြီတတိယမြောက်မေးကုန်နောက်ဆုံးမေးကုန်ဟုတ်ပြီဘယင်အဲ့လိုမေးတော့သူကြောင့်သာအသေးချာကြည့်ဘယင်ရှိတဲ့ရောက်လာပြီကတော့ပါဘ
ပစိုးလံပြလိုက်ဘင်းကြောင်သွားပြကြချင်းမှန်တယ်ဟာလက်ကုပ်တွေတီးလိုက်ကြတာစူညာပွက်လို့ရိုက်ပေါ့ပညာရှိမှကပြန်စဉ်းစားတယ်ဟိုကဘာတွေမေးပြီးဘာတွေပြင်ကုန်ကြတာလဲမသိဘူးဟိုဘရင်ကလည်းမှန်တယ်လို့ပြန်ပြီအဲ့ဒါနဲ့ကိုเจ้าသားကိုအတင်းဆွဲပြီးမြစ်စိန်ကပြန်ခေါ်သွားတယ်ဟဲ့ကောကိုเจ้าသားလာအောင်ဘရင်ကဘာမေးပြီးတော့မင်းကဘာတွေဖြစ်ငါကဘာတွေမေးလို့ဘာတွေပြင်မှမသိဟာပညာရှိအဲ့ဒါကြောင့်ခင်ဗျားတို့ကြောင်နေတာဟောရိုးရိုးလေးမေးတယ်ကျွန်တော်ရိုးရိုးလေးဖြေတာအေးဟုတ်ပါပြီမင်းကရှာမရှိပါနဲ့ဟိုကဘာမေးလို့မင်းကဘာဖြစ်တာဟောဘရင်ကစမေးတယ်လေပထမဆုံးမေးကိုဒီလိုထောင်ပြတယ်ဟုတ်တယ်လေသူမေးတာရှင်းရှင်းလေးမင်းတောင်ပေါ်ကတိုးတွေငါပြီးမလားကျွန်တော်ပြောလိုက်တယ်ယူပါမဟုတ်တော့ဟုတ်လားဘူးဒါတော့နောက်ဒုတိယမေးခွန်းဒီလိုလုပ်တယ်တောင်အောက်ကတိုးတွေရောငါပြီးမလားကျွန်တော်ကလည်းဖြေလိုက်တယ်ယူပါဟုတ်ပြီတတိယမေးခွန်းမင်းမှာရှိသမျှတိုးအားလုံးငါပြီးမလားဒါတော့လောဘကြီးတယ်ပြည်ဒါပဲရမယ်အဲ့တော့ပညာရှိအမှကစဉ်းစားတယ်မဖြစ်နိုင်ဘုရင်ကလည်းဒီကောင်လေးကိုတိုးကြောင်းသားမှမသိဘူးဘုရင်ကလည်းသူ့စီကတိုးတောင်းမယ်လည်းမထင်ဘူးဘုရင်ရှိတဲ့တယ်မှာလည်းအဲ့ဒါလိုဒါပဲလို့သွားလို့ရင်လည်းနေရင်ရိုက်လို့လိုက်ပါဘောတော့မဟုတ်တော့ဘူးတော့ပြန်သွားမယ်ဘုရင်စီဆိုပညာရှိမှကဘုရင်စီပြန်သွားတယ်အရှင်မင်းတရားကြီးကျုပ်ကတော့ခွင့်လို့ဘုရင်နဲ့ကျုပ်တို့ပဲနဲ့အပြန်အလှန်မေးပြီးဖြေလိုက်တာသုံးခုလုံးဘာမေးလို့ဘာဖြေမှကျုပ်သိကုန်မသိဘူးဒီကိုနည်းနည်းတော့ရှင်းပြပါဦးအမလေးဗျာခမရဒီလိုကောင်မျိုးမွေးသားသားမှာတနေ့တိုင်းပြည်မှာအချုံအမွန်ဖြစ်မယ်အမလေးသူကဟုတ်ပြီဒီကောင်လေးဗျာကျုပ်ကမေးတဲ့မေးခွန်းကိုလိုရင်းကိုကွက်တိဖြေနိုင်တယ်ဟုတ်ပါပြီဘယင်ရဲ့တိတ်မမောပါနဲ့ဘယင်ဘာမေးပြီးတော့သူဘာဖြေသွားတာလဲပြောပါကျုပ်ကသူ့ကိုစမေးတယ်လူတွေအားလုံးရဲ့အမြင့်မြတ်ဆုံးအရာဟာကောင်းကင်ဘုံဟုတ်သလားဆိုတော့သူကမှားလိုက်တာကျုပ်ကဒုတိယမေးခွန်းမေးတယ်လူတွေအားလုံးရဲ့အနိစ္စဆုံးအရာဟာငရဲဟုတ်ကလားဆိုတော့ဟုတ်ပါတယ်ကဲတတိယမင်းကောကျုပ်ကမေးတယ်လေလောကမှာတလောကလုံးမှာလူဖြစ်ဖို့ဘာအရေးကြီးဆုံးလိုတယ်လဲဒါပဲတဲ့ကျွန်တော်လည်းလက်တွေခြေတွေမပြပါနဲ့ဒါပဲတွေဖြစ်ကုန်လိမ့်မယ်အဲ့မင်းကမေးတတ်တဲ့ဒလေးကိုရုပ်ထောက်ပေးစီခြင်းပါလေမင်းကမေးတတ်တဲ့ဒလေးဟာကျွန်တော်တို့လူမျိုးမှာမရှိမဖြစ်လိုအပ်တဲ့အရာပါအဲ့တော့ကျွန်တော်ဒီကိုရောက်တဲ့အချိန်မှာစာကြည့်တဲ့ကိုကျွန်တော်နေခင်းကကျွန်တော်ဝင်ပါတယ်ဒီမှာစာကြည့်တဲ့ကလူတွေရောမေးတဲ့မင်းကွန်းတွေရောဒီကပြိတ္တတွေရှိမှာရောသိတဲ့နယ်လို့ထင်တဲ့အရာတွေကိုလည်းကျွန်တော်တို့ဒီနေရာကနေပြောသွားခြင်းပါတယ်အဲ့ဒါဘာလဲလို့ဆိုတော့ကျွန်တော်တို့စာဖတ်ကြပါလို့စာရေးဆရာအတိုင်းကရောက်လာရင်ပြောပါလေပြောမှာပေါ့ဒါမှသူတို့စာအုပ်တွေရောင်းအောင်မဟုတ်ဆရာကောင်းတာမရှိလို့ပြောရတာမကြောက်ဘူးဆိုရင်ကျွန်တော်ပြောပါတယ်စာဖတ်ကြပါလို့ပြောကြပါတယ်မှန်ပါတယ်စာဖတ်ကြတော့ဘုဒ္ဓတာရတယ်အဲ့တော့ကျွန်တော်တို့မှာအရေးကြီးတာလေးတစ်ခုကျွန်တော်ပြောချင်လို့စာဖတ်ကြပါဆိုတဲ့စကားရဲ့နောက်ွယ်ကအခုလိုယာပြည့်မှာအမှတ်တရကျွန်တော်တို့တစ်ကမ္ဘာလုံးမှာရောလူတိုင်းနိုင်ငံတိုင်းပြည်တိုင်းမှာအရေးကြီးဆုံးအုတ်မြစ်၃ခုရှိပါတယ်အဲ့ဒီ၃ခုကဤ၃လုံးလို့ခေါ်ကြပါလို့ဤ၃လုံးဆိုတော့တော်တော်နာမှာပေါ့ကျွန်တော်ပြောတဲ့အဲ့ဒီဤတော့မဟုတ်ပါဘူးအဲ့ဒီဤ၃လုံးဆိုတာပထမဆုံးဤကမပြောကျွန်တော်မလွဲမကင်းတာကျွန်တော်ခုတည်းကတောင်းပါပါတယ်ကျွန်တော်အင်္ဂလိပ်စကားလုံးမလွဲမကင်းတာကျွန်တော်ညှပ်ပြောပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်ဗမာလိုပြန်ရှင်းပါမယ်မှတ်လို့လွယ်အောင်လားကျွန်တော်အင်္ဂလိပ်လိုပြောရတာပါအဲ့ဒီဤသုံးလုံးဆိုတာပထမဆုံးဤက emotion စိတ်ခံစားမှုမရှိတဲ့လူတယောက်မှမရှိပါဘူးလူတိုင်းမှာစိတ်ခံစားမှုရှိတယ်ဝမ်းနေတတ်တယ်ဝမ်းသာတတ်တယ်ဒေါသထွက်တတ်တယ်စိတ်ဆိုးတတ်တယ်စိတ်တက်ကြတတ်တယ်စိတ်တက်ကြွတတ်တယ်အဲ့ဒါဘာကြောင့်အဲ့လိုဖြစ်ရလဲလူဖြစ်တဲ့အတွက်ကျွန်တော်တို့မှာစိတ်ခံစားမှု emotion ကျွန်တော်တို့ရှိနေပါတယ်အဲ့ဒါလိုစိတ်ခံစားမှုရှိရုံနဲ့ကျွန်တော်တို့
ရပ်မနေတဲ့မှာဘူးနောက်ဤတစ်လုံးကအရေးကြီးပါလေအခုစာကြည့်တိုက်တွေကျွန်တော်ဒီမှာလည်းရှိရတယ်နေကစာကြည့်တိုက်ကိုဒီကဆရာတွေနဲ့ကျွန်တော်တို့ရောက်တယ်အဲ့ဒါဘာလဲလို့ဆိုတော့ aesthetic လို့ခေါ်ပါတယ်အဲ့ဒါရသစာပဲကျွန်တော်တို့ကစိတ်ခံစားမှုရှိတော့မှစာဖတ်မယ်စာဖတ်လို့စာထဲမှာပါလာတဲ့ရသကိုခံစားရတယ်ဆိုတော့နေကင်းတော့ကျွန်တော်တို့ဒီမှာရှိတယ်ကျောင်းသားတယောက်သို့မဟုတ်ရက်ရွာကလူတယောက်လို့ဆိုပါတော့သူမေးခွန်းမေးတယ်မိဘတွေကသားသမီးတွေကိုစာဖတ်ဖို့လို့ပြောတဲ့အခါမှာဘာအကျိုးကျေးဇူးရမှာမို့စာဖတ်တာလဲလို့မေးခိုင်းပါအဲ့ဒီအချိန်မှာဆရာဦးကောင်းတန်းကဖြေပါတယ်ရုပ်စွာအဆုံးတိုင်းနဲ့စာလေးတစ်ချောင်းလူအသက်ကိုကယ်လို့ရသွားတာမျိုးရှိခဲ့ဘူးတယ်လို့ပြောပါတယ်